ဘုရုံးကရေးခဲ့ဘူးတဲ့ကြပြားလေးတစ်ပုဒ်ကိုဖတ်ပြခြင်းနဲ့ငရဲရောက်မှဒိုးကြောက်တာနဲ့တတ်တာခိုးတာဒိုးရှောင်တာလားငရဲပြည်သာမရှိပါကဒိုးဟာတတ်ခိုးဆိုးနေမှာလားဒိုးရှင်တန်ရာလူကဘာလေးငင်းချမ်းသာရာရှိဖို့ရာအတွက်ဆိုးတာခိုးတာမရှောင်သင့်ပါလားနတ်ပြည်နတ်ရွာရှိသေးကြမှဒိုးဟာကောင်းမှုပြုနိုင်မှာလားနတ်ပြည်နတ်ရွာမရှိပါရင်ဒိုးဟာကောင်းမှုမပြုနိုင်ဘူးလားဒိုးရှင်တန်ရာလူကဘာအတွက်ကောင်းရာကောင်းကျိုးရွက်တယ်ဖို့လူမျိုးတိုင်းမှာရှိတဲ့နာပေါ့မြမပြည်မြမရွာရှိသေးကြမှဂျမဇိုတရားပွားနိုင်မှာလားမြမပြည်မြမရွာမရှိတာနဲ့မေတ္တာ6ခန်းကရုဏာကမ်းရမှာလားဒိုးရှင်တန်ရာလူကဘာအတွက်ချစ်ခင်သနာမြမဇိုပွားဖို့ဒိုများတာဝန်မရှိတော့ဘူးလားနိဗ္ဗာန်ဆိုတာရှိသေးကြမှသီလပညာရှိစေမှာလားနိဗ္ဗာန်ဆိုတာမရှိပါကသီလပညာဖြတ်ရမှာလားဒိုးရှင်တန်ရာလူကဘာနဲ့တို့ရဲ့ဘဝငြိမ်းအေးရဖို့သီလပညာမလိုပါလားငရဲအပဲတကယ်ရှိရှိမရှိရှိပေါ့နတ်ပြည်နတ်နဲ့တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ်မြမပြည်မြမရွာသေးချာမသေးချာနိဗ္ဗာန်ရွှေနှံမျော်မှန်းမမျော်မှန်းပေါ့တို့ရှင်တန်ရာတို့ကဘာအတွက်သေးချာမုတ်ချလုတ်ကိုလုတ်ရမှာကမကောင်းတာမှန်သမျှရှောင်းကိုရှောင်းရမယ်ကောင်းတာမှန်သမျှဆောင်းကိုဆောင်းရမယ်စိတ်ဓာတ်တွေမဲညစ်သမျှဖြူအောင်ပြင်းကိုပြင်းရမယ်30ပုံအကုန်မရှိလို့တို့မကောင်းတာမှန်သမျှမရှောင်ကြရင်ကောင်းတာမှန်သမျှမဆောင်ကြရင်စိတ်ဓာတ်ညစ်ထေးမဖွေးစေရင်လက်တွေ့တို့နေရာလူကဘာဟာသေချာမလွယ်အလွန်ဆင်းရဲတဲ့ငရဲတိရစ္ဆာန်မထူးပြန်တဲ့ဧကံဒုက္ခဆင်းရဲကြလေဒါကြောင့်ငရဲအပေတကယ်ရှိရှိမရှိရှိနတ်ပြည်နတ်နဲ့တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ်မြမပြည်မြမရွာသေးကြမသေးကြနိဗ္ဗာန်ရွှေနှံမျော်မှန်းမမျော်မှန်းတို့ရှင်တန်ရာတို့ကဘာအတွက်သေချာမုတ်ချတို့လုတ်ကိုလုတ်ရမှာကမကောင်းတာမှန်သမျှရှောင်းကိုရှောင်းရမယ်ကောင်းတာမှန်သမျှဆောင်းကိုဆောင်းရမယ်စိတ်ဓာတ်တွေမဲညစ်သမျှဖြူဖွေးအောင်ပြင်းကိုပြင်းရမယ်လို့ပြောချင်ပါတယ်